အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီညဖတ်ပြမယ်ကြပြလေးကဆရာနိုင်မြင့်နိုင်မအောင်တွင်ရေးသားရတဲ့အငွေ့တလူလူဆိုတဲ့ကြပြလေးဖြစ်ပါတယ်အငွေ့တလူလူရိုးကောင်းပုံတီရှပ်တွေနဲ့ခေါက်ရိုးကျိုးတိုက်ပုံလေးတစ်ထည်နဲ့မှတ်မဲ့ကြီးပြင်းလာတယ်ငါလိုက်ပြက်လိုက်ဖြစ်လိုက်နဲ့ဖီယာလေးတမြမြဖြစ်လိုက်နဲ့လောကဒဏ်ကိုရှည်လိုက်ငါလိုက်ဆက်ဆံရင်ပြပြကြီးပြင်းလာတယ်ရေကြီးတိမ်မွေးလိုက်မရိုင်းထွက်ကျန်းလိုက်ကောက်ကျက်လိုက်ဖြောင်းမလိုက်နဲ့တစ်ဖြက်ဖြက်ကြီးပြင်းလာတယ်စုကင်းလန်းအောင်ထမ်းဖို့ရင်မြည်ရည်တင်ပြူးမှစုံစည်းရင်ရဲရင်လိုက်သွေးပြက်လိုက်တိမ်တောက်လိုက်မှိန်ပြောက်လိုက်နဲ့သွေးအေးကြီးပြင်းလာတယ်မျိုးဝင်ဆိုင်းပုံများရဲ့ကြိုးစိုးပါကြီးနဲ့ပြန်လဲဆုံတွေ့ကြပါစို့လို့ကြောကက်ရင်ကက်နှစ်ထပ်နှလုံးသားနဲ့မိုတိုမတ်တက်ကြီးပြင်းလာတယ်ကံတရားရဲ့တစ္ဆာတရားမှာထီလေးထိုးလိုက်ရရလေးချိလိုက်သွေးပြက်လိုက်လေးနှက်လိုက်နဲ့ဝိကြည်တန်းကြီးပြင်းပြီးကြီးပြင်းလာတယ်ညှင်းဆန်မနေတော့ပါဘူးညှင်းဆန်လို့ရပါမလားရရှိလာခဲ့သောလူဘဝလေးဟာအငိုတသက်ရဲတဝက်နဲ့မွေးတစ်နေ့တည်တစ်နေ့အဖျားစိတ်လေးတငွေ့ငွေ့နဲ့ကြီးပြင်းလာခဲ့တယ်နိုင်မအောင်တွင်17ရက်8လ2024 11 August 2024 Thank you everyone 99